လေးပါးတီလာမြဲတဲ့ယမကလူလင်နဲ့လိန်ပြောတတ်တဲ့ဖိုးသူတော့ဘသူကအပြစ်ပူကြည့်တယ်လေရှိပြီးသားကိုလှူတဲ့လူနဲ့မရသေးတာကိုစွန့်လွတ်တဲ့လူဘသူကပုံမုံမြတ်တယ်လေတောင်းတဲ့လူနဲ့ပေးတဲ့လူဘသူကစိတ်ပူရှိတယ်လေလူဆိုးလောက်ရတာနဲ့လူကောင်းရောင်ဆောင်ရတာဘယ်ဟာကပူခဲရင်တယ်လေကင်းဆောင်တဲ့လူနဲ့ဖောက်ထွင်းမှုကြံစီတဲ့လူဘသူကဝရိယပူတာတယ်လေလွတ်အောင်ပြေးတဲ့လူနဲ့မိအောင်လိုက်တဲ့လူဘသူကပူမောပန်းတယ်လေဖဲလိန်ရိုက်တဲ့လူနဲ့ဓားကင်ရမ်းတဲ့လူဘသူကရင်ဆိုင်ရပူခတ်တယ်လေမတေချာပဲဝင်ပြိုင်တဲ့သူရှုံးမယ်မှန်တိလျက်ဝင်နှွေးတဲ့လူဘသူကသွေးပူကောင်းတယ်လေစာလောင်မွတ်သိပ်တာနဲ့စပိုးနဲ့နာဘဲဝေဒနာကပူဆိုးတယ်လေနာကျင်တာနဲ့ရားရံတာဘယ်ဟာကအခံရပူခတ်တယ်လေကြက်ကြက်တီတီထိုင်ရတာနဲ့လွတ်လွတ်လပ်လပ်ရက်ရတာဘယ်ဟာကပူတတ်တာတယ်လေလိုချင်တာကိုမရတာနဲ့မလိုချင်တာကိုရတာဘယ်ဟာကပူဆုံးရှုံးတယ်လေထွက်ခွာသွားတဲ့လူနဲ့ကြံရစ်ခဲ့တဲ့လူဘသူကပူလွမ်းရတယ်လေအဖြေကိုဘဝစာမျက်နှာတနေရာတွင်ရှာကြည့်ပါ